မင်္ဂလာပါဒီနေ့တော့ကိစ္စအောင်စင်ထဲမှာဘာစာအုပ်တွေရှိလဲအဲ့အရင်ဦးဆုံးအနေနဲ့ဘယ်အကန့်ကြည့်ကြမလဲနော်အရင်ဦးဆုံးအနေနဲ့တော့ကိရဲ့အကြိုက်ဆုံးလေးဖြစ်တဲ့ဖတ်ရတာဝါသနာပါတဲ့စာအုပ်အကန့်လေးကိုပြပြတယ်နော်ဒီအကန့်လေးပါဒီအကန့်လေးကဆိုအစင်းစာအုပ်ပေါ့နော်စာအုပ်ကတော့စုံတော့ရှိမနေဘူးပေါ့နော်တော့အုပ်တစ်ချက်ပြရမယ်အစီစာအုပ်ပါတအုပ်ကတော့ကောင်းလေးကိုငါထားတဲ့ကြောင့်သူစားလို့မယ်ဆိုလို့ကောင်းလေးငါထားတာတအုပ်မရှိအဲ့တအုပ်ကအရာလှဆုံးပဲစာအုပ်လေးကဖက်လက်ဖက်ချင်စရာလေးပေါ့နော်အဲ့လိုသူ့ကိုငားလိုက်တော့မရှိဘူးဒါ case မှာကြံနေတဲ့စာအုပ်ပေါ့နော်မြန်မာမှာလည်းတအုပ်ရှိသေးရဲ့ဒီပြန်ပြီးပြတဲ့တအုပ်ရှိရဲ့အဲ့စာအုပ်လေးကလည်းညနေဖုန်းလေးမျက်နှာနဲ့ဖက်ချင်စရာကောင်းတဲ့စာအုပ်မျိုးပေါ့နော်ဘယ်လိုစာအုပ်လဲအစီစာအုပ်လေးကြိုက်တယ်ပေါ့နော်အစီဆိုတာကိငယ်တော့ရေးခဲ့တဲ့အစီစာအုပ်မဟုတ်ဘဲနဲ့သူကအစာတူလေးတွေနဲ့အဲ့လိုမျိုးအစီစာအုပ်ပြောတာပါခေါင်းစဉ်ကကြတော့보이지 않은 곳에 쓰고 있는 너에게 보이지 않은 곳에ပေါ့နော်ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာကိုတယောက်တည်းစူးစမ်းနေတဲ့မင်းအတွက်ပေါ့နော်လူတိုင်းကတော့ကိုစူးစမ်းနေဆိုတော့ယူဆိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုတည်ရပြီလေနော်အဲ့တော့အဲ့လိုစာအုပ်မျိုးလေးပါဒီအဓိကပြောချင်တဲ့အကြောင်းစာတော်လေးနဲ့ပါမယ်ပြီးရင်စာလေးနည်းနည်းရှင်းမယ်ပေါ့နော်အဲ့လိုမျိုးအကြောင်းအရာလေးကြိုက်တယ်ပေါ့နော်ဒါအစီစာအုပ်ပါ솔직히 말하자면 괜찮지 않아အမှန်တိုင်းပြောရဆိုရင်အဆင်မပြေဘူးပေါ့နော်အဲ့လိုခေါင်းစဉ်လေးသူကကြတော့ဒီမှာဘယ်လိုမျိုးလဲအဆင်မပြေတဲ့သူအတွက်ကိုစိတ်ခွာပေးတဲ့စာအုပ်မျိုးလို့ပြောရမှာပေါ့နော်စိတ်ခွာပေးတဲ့စာစုလေးတွေပေါ့အဲ့လိုစာအုပ်မျိုးပါ우리는 내일 또 학교에 회사에 가야 한다 나를 지치게 하는 동료 혹은 선배는 여전히 나를 힘들고 지치게 할 것이고 며칠 내내 나를 괴롭힌 이들이 그대로일 것이다 오늘은 유난히 힘들었다 내일은 그만큼 힘들 것이다 사람들만ခက်ခဲနေ့ရက်တွေကိုကြော်လောက်နိုင်မှုတော့ဒီစာအုပ်လေးကပေါ်ပြုတ်ပြီးမယ်လို့ထင်ပါတယ်။ဒါလေးကကြာနည်းနည်း romance ဆန်နေပေါ့နော်။ပုံလေးရိုက်လိုမျိုးလေးလာပေါ့နော်။ကောင်းလေးနဲ့ကောင်းမလေးပုံလေးဒီအဲ့လိုစိတ်ခံစားချက်နဲ့စာမျိုးမှာတော့ပုံလေးနဲ့ဆိုတဲ့ခါကျကြည့်ကြိုက်တဲ့စာအုပ်ဘာရှင်မျိုးလေးပေါ့နော်။ဒါကြတော့그냥 그렇다고ဆိုတော့ဒီနေ့အဲ့လိုအတန်းရတဲ့ဘဝကြီးအကြောင်းရေးထားတဲ့ဟာမျိုးပေါ့နော်။တော်တော်လေးပါ။너랑 술 마시는 이유 왜 이렇게 많이 마셔? 안 가 집에? 괜찮아 어차피 네가 데려다 주니까 바로 lâu nhái tao nhớ lấy mà piano là sao cứ bên đi lấy bút mà về liều lúc còn xem như liều nó lấy sao đi chạy phải đi há cho rồi MBTI like bọn nó khi to thế này nè lấy nhung bia sao bọn nó khi mình đi cả sao sang nhà tôi lấy sao liều xin đi để em mà chỉ là đi sao đi rồi chạy thế mà ok ở đi sao thế khi gì này to là sao đi sao chỉ bị rồiตัวบูดีอยู่แต่ไม่ได้เศร้าที่ชาจีบุญเนาะ MBTI ในไลน์เมดาวโมเลชินตัวเกี่ยวกับที่ตัวเราก้าวไม่ยาไม่เลยอ่ะปงลี่เนี่ยก็รับยาไทยไม่ได้เศร้าที่อ่ะได้เนาะตัวเพียรพูดเดียวก่อนนะแต่ไม่ได้เศร้าที่มันเลยตัวเป็นยาเลยชิกังชิบะนี่ဒါကြတော့ဒီအတိမိတ်ဆွေပေါ့နော်ကိုရီးယားလူမျိုးအမားတယောက်ရဲ့စာအုပ်ပေါ့နော်လက်ဆောင်ရထားတာကသူကမြန်မာမှာသူက volunteer အလုပ်နေနေမြန်မာမှာလည်းကုမ္ပဏီမှာလုပ်ဖို့တယ်မြန်မာမှာလည်းတော်တော်ကြာနေပြီးတဲ့ခါကျတော့မြန်မာကိုချစ်တဲ့အကြောင်းကိုရေးထားတဲ့စာအုပ်ကဒီစာအုပ်ပေါ့နော်အားကြောင့်ဒီမှာဗကန်ပုံလေးနဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့သူ့ရဲ့လူတရားမြောက်စာအုပ်ဖြစ်မယ်ထင်တယ်အမတရားကညောကိစ္စနေတာဆိုပြီးတော့ရေးထားတဲ့စာအုပ်လေးပေါ့နော်ဒီလိုမျိုးသူထုတ်ထားတဲ့စာအုပ်တော့ပေါ့နော်လက်ဆောင်ရထားတာပေါ့ဒီကန့်လေးရောက်ပြီပါမယ်ဒီကန့်ကျတော့ဘာကန့်လဲဆိုတော့ကျောင်းတုံးကဆိုတာဒီKongu University ပေါ့နော်ဒီကျောင်းမှာဆော့စာအနေနဲ့ကျောင်းတက်တုံးက QJ လည်းပါရပြီးတော့ဒီကြိုက်လို့ဝယ်ထားတဲ့စာအုပ်လည်းပါရပေါ့နော်အဲ့ကန်လေးပါဒီစာအုပ်ကကျအားလုံးရင်းနှီးပြီးသားဖြစ်မှာပါ The One Thing ဆိုတဲ့စာအုပ်ပေါ့နော်ဒါကတော့ကျောင်းရဲ့ textbook အနေနဲ့မဟုတ်ပါဘူးဒါကြီးဖတ်ချင်လို့ဆိုပြီးတော့ဝယ်ထားမှမကြသေးဘူးပေါ့နော်ဖတ်လက်စာတော့ဖြစ်နေပါအကုန်လုံးဖတ်ရသေးဘူးဖတ်လက်စာဖြစ်နေတယ်ဒီစာအုပ်ကိုဝယ်ဖြစ်သွားတာကျတော့The One Thing ဆိုပြီးတော့လေတကယ်မွေသားတဲ့ဘာသာပြန်စာအုပ်ပေါ့နော်။မွေးစာအုပ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောပြဘူးတာရှိတယ်မဆုပေါ့နော်မဆုကနေပြီးတော့အဲ့စာအုပ်နဲ့ပတ်သက်ပြီးတော့ပြောပြထားတာရှိတယ်အဲ့ဒါနောက်ထောင်ကြည့်လိုက်တဲ့အခါမှာငါဒီစာအုပ်လေးဖတ်ကြည့်ချင်တယ်ဆိုပြီးတော့ဝယ်ထားတာပေါ့နော်ဒါတော့ကိုရီးယားဘာသာပြန်စာအုပ်ပေါ့နော်အဝါလေးဖြစ်သွားဟုတ်တယ် Curious Insider ဆိုပြီးတော့အခုတော့ Curie မြန်မာဆိုဖြစ်သွားပြီပေါ့နော် Curious Insider ရဲ့စာအုပ်အနှစ်ချုပ်ကိုနားထောင်ပြီးဝယ်ဖြစ်ခဲ့တာပေါ့နော်ဒီစာအုပ်လေးဘယ်တော့ဝယ်ထားရဲဆိုတော့ဒီမှာ date ရှိရယ်2025 9လပိုင်းတော့ဝယ်ထားတာဒီ9လပိုင်းဆက်ချင်တယ်ပြီးတော့ကိရဲ့အစစ်တစ်ခုရှိရယ်ဗာလဲဆိုအရင်တွေကပါဘသူကတင်ပေးလိုက်တာလဲတော့မမှတ်မိဘူးဘယ်စာအုပ်ထဲမှာဖတ်ရတယ်ဘသူပြောတာလဲတော့ဒီစာမမှတ်မိပဲမဲ့ကိကစာအုပ်တွေပါဝယ်ပြီးဆိုလို့ရှိရင်ဝယ်တဲ့နေ့ရက်နဲ့ကိရဲ့
လက်မှတ်ကိုထိုးထားလေးရှိတယ်ပေါ့နော်ဒါကတော့ထူးထူးခြားခြားနေနဲ့ဘာကြောင့်ဝယ်ဖြစ်တယ်ဆိုတဲ့ဟာလေးပါရေးထားတာမျိုးလေးဖြစ်နေတာပေါ့နော်ပြန်ကိစ္စအောက်တွေဆိုရင်ဝယ်ထားတဲ့ date ပေါ့နော် date ကိုလည်းနည်းနည်း Korea style ပေါ့နော်ခုနှစ်ကနေစာရေးထား25396ပဲအဲ့လိုမျိုးခုနှစ်ရဲ့နေ့ဆိုရင်ပြောမှဆိုနေ့ဆိုရင်အတိအကျနဲ့လက်မှတ်လေးအများထိုးထားလေးရှိရပေါ့နော်ဒါဒီဒါတွေကတော့ဂျိုဂျယ်လို့ပြောလို့ရတယ်ပေါ့နော်ဂျိုဂျယ်ပါခုချင်းလေးပြောပြရအောင်ကီရဲ့ professor ကီရဲ့ supervisor အတန်းမှာအသေးရတဲ့ဂျိုဂျယ်ပေါ့နော် mobility သူကဘယ်လိုပြောရမလဲရွေးရှာမှုတွေအကြောင်းနဲ့ပတ်သက်ပြီးသင်ရတာပေါ့နော်ကီရိုမီဂျာနဲ့လည်းနည်းနည်းတော့ချိတ်ဆက်မှုရှိရပေါ့နော်ကိုကြည့်ရရှုတော့မူတည်ပြီးတော့ကွာသွားပြီမယ်မီဂျာနဲ့လည်းသက်ဆိုင်တဲ့ဂျိုဂျယ်လေးပေါ့နော်ဘာလို့ဒီနေရာတွေမှာပဲဒီလိုမျိုးအမှတ်အသားတွေရှိနေရလဲဆိုလို့ရှိရင်ကီရိုအတန်းမှာကဒီမာစတာဖြစ်တဲ့ကြောင့်မလို့ဆရာကပြောပြတဲ့အပိုင်းရှိမယ်ပြီးရင်ကိုလေးလာပြီးတော့ပြန်ဆွေးနွေးရတဲ့အပိုင်းရှိတယ်ပေါ့နော်အဲ့လိုမျိုးအတန်းက3နာရီရှိတယ်ဆိုလို့ရှိရင်ပထမတစ်နာရီမှာဆရာရှင်းပြတယ်ရှင်းပြပြီးတော့ရဆိုရှင်ဒုတိယတစ်နာရီမှာကျတော့ကိုဒီစာအုပ်တုပ်ကိုသင်လိုက်တယ်ဆိုရင်စာအုပ်တုပ်ရဲ့ကိုအပိုင်းတွေခွဲထားတာမျိုးရှိတယ်2ယောက်တစ်ဖွဲ့ပဲဖြစ်ဖြစ်3ယောက်တစ်ဖွဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုခွဲထားတဲ့အပိုင်းတွေကကိုတောင်းယူထားတဲ့အပိုင်းကို presentation လုပ်ရတာရှိတယ်နောက်ဆုံးတစ်နာရီကကျတော့ဒီနေ့ပြောသမျှအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ discussion တွေနဲ့သွားရတာမျိုးရှိတယ်ပေါ့နော်အဲ့လိုအတန်းအချိန်3နာရီမှာဆိုရင်3ပိုင်းနေနဲ့ဆရာအသင်လေးရှိရပေါ့နော်လက်ဆိုင်ရတာဌာနမှာဆရာကကျောင်းသားတွေပေးရလက်ဆောင်စာအုပ်ပေါ့နော်သူက heritage ရှင်နဲ့ပတ်သက်တဲ့စာအုပ်မျိုးပေါ့နော် heritage တာရှိဖို့ကြီးမှာဆရာထုတ်ထားတဲ့စာအုပ်အားကြောင့်ဌာနအကြောင်းသားတွေဆိုလို့ရှိရင်လက်ကားရတယ်ပေါ့နော်စာအုပ်ဒီစာအုပ်လည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်ဒါပေမဲ့နည်းနည်း heritage နဲ့ပတ်သက်တဲ့ခါကျတော့လေနည်းနည်းလေးmind အမွေနဲ့သက်ဆိုင်တာဆိုတော့နော်နည်းနည်းပဲလိလာကြည့်ရသေးတယ်ဒီဟာအဲ့တော့စိတ်ဝင်စားလို့ဆိုပြီးတော့ဖတ်လိုက်သေးတယ်ခဏတော့ကောင်းကောင်းဖတ်ပြလိုက်တယ်ပြင်ဒါဒရမာဒီစာအုပ်ရဲ့ဖြစ်ပုံကိုပြောရမယ်ဆိုရင်ဒီစာအုပ်ကကေရအဲ့ဒီအတန်းကိုတက်ဖို့စိတ်ကူလိုက်တာတော့ရုံးဝအတန်းဒရာမာအတန်းပေါ့အဲ့ဆရာရုံးဝအထူးပြုပေါ့နော်ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပို့ပြီးတော့အထူးပြုနေနေကျွမ်းကျင်နေပေါ့နော်အဲ့ချိန်မှာအဲ့အတန်းကိုကေရအတန်းလျှောက်ပြီးတော့တက်လိုက်တယ်ပထမတရက်တက်လိုက်ပြီးတော့ဆရာကပြောတယ်သူကရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ပဲသူပြောမှာဒရာမာနဲ့ပတ်သက်ပြီးတော့ပြောမှာမဟုတ်ဘူးဆိုတဲ့အချက်ရဲ့ပြီးတော့ဆရာရဲ့တင်ကြားပုံစံကကြတော့ကေရိုလိုနိုင်ငံသားတွေအတွက်ဆိုလို့ရှိရင်အရန်ခက်ခဲတယ်ဘယ်လိုပုံစံမျိုးတင်တာလဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်ကေတက်ခင်းမြတ်တဲ့နေ့မှာဆင်မတယောက်ရဲ့အတန်းကိုကြိုက်ဆုံးပေါ့နော်သူ့အတန်းကျတော့ data လည်းအကုန်ပေးရတယ်အတန်းထဲမှာရှင်းပြတာလည်းနိုင်ငံသားတွေနားလည်လွယ်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်နည်းနည်းforeigner familiar ဖြစ်တဲ့ပုံစံမျိုးလေးပေါ့နော်ဆီယာမတင်တဲ့ပုံစံ data လည်းအကုန်ချပြထားပြီးရပေါ့နော်ချပြထားပြီးရဆိုတော့အကုန်ကျောင်းသားတွေလည်းကိုယ့်ကိုရှာတော့ရှာမှာဆိုပေမဲ့လည်းအပြည့်အစုံရေးပေးထားတဲ့ခါကျတော့ဆီယာမထဲကအချက်လက်တွေကြည့်ရင်တော်တော်လေးပြည့်စုံနေပြီပေါ့နော်အဲ့ဒီတန်းမျိုးဆိုရင်ကီရိုအဆင်ပြေတယ်ဒါပေမဲ့ဒီစီကအတန်းကျတော့ဘာပြဿနာရှိလဲဆိုတော့ तू ကကီရိုကိုအကျိုးကျဲလိုမျိုးစာအုပ်တွေချပြပေးထားတယ်ပြီးတော့အတန်းထဲမှာ तू ကစကားပြောတယ် presentation file နဲ့ PPT နဲ့မဟုတ်ဘူးစာအုပ်ထဲအကြောင်းအရာပဲ तू ကအကုန် तू ကနားလဲထားပြီးတာသိထားပြီးတာဖြစ်ဆိုအဲ့လိုပုံစံနဲ့ရှင်းပြတဲ့ခါကျနိုင်ငံသားတွေကျတော့ဘယ်ကိုကြည့်ပြီးတော့ပြောတဲ့စကားတွေကလည်းကိုကနားလဲချင်အောင်မှနားလဲမှာနေနော်တခုခုကိုကြည့်ပြီးတော့ကြည့်လဲကြည့်ရမယ်နားလဲထားရမယ်ပုံစံမျိုးနဲ့မှနိုင်ငံသားတွေအတွက်ကလည်းအဆင်ပြေအောင်ဆိုအဲ့တန်းကိုအဲ့တရက်တက်ပြီးတော့ရုံးကရုပ်ရှင်ပဲပြောမှလည်းဖြစ်တာရဲ့ drama အကြောင်းသိချင်တာပေါ့နော်ပြီးတော့အဲ့လိုမျိုးဆရာရဲ့သင်ကြားပုံစံကကျတော့နိုင်ငံသားအတွက်နည်းနည်းလေးအခက်အခဲရှိတဲ့ကြောင့်လို့ဆိုပြီးတော့အဲ့ဟာကို cancel ပြီးတော့အတန်းပြောင်းလိုက်တာပေါ့နော်အဲ့တန်းတက်မယ်ဆိုပြီးဝယ်ဖြစ်တဲ့စာအုပ်ပေါ့နော်ဒါကတော့ drama အကြောင်းနဲ့ခြားကွန်ကြိုရှိတယ်ပြောမယ်ဆိုဆရာကနည်းနည်း urban planning နဲ့နည်းနည်းချိတ်ဆက်တဲ့ content စစ်ပိုင်းပေါ့နော် content ပိုင်းတွေမှာလည်းသူက project တွေပိုင်းလည်းလုပ်တယ်အဲ့လိုမျိုးတွေတာဝန်ယူပြီးလုပ်တာများတဲ့ခါကျတော့သူသင်တဲ့အကြောင်းအရာတွေကအဲ့ဒီဘက်ပိုင်းအောင်သွားတယ်ပေါ့နော် place making ပိုင်းတွေ urban planning နဲ့သက်ဆိုင်တဲ့ content ပိုင်းတွေအဲ့လိုမျိုးတွေသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒါဆရာရဲ့test point နေနဲ့သင်ခဲ့ရတာပါဒီမှာ highlighter လေးတော့နည်းနည်းရှိတယ်ဒါကစာရေးသားပေါ့နော်ကေကစာရေးသားအားနည်းတဲ့အတွက်ကြောင့်မလို့စာရေးသားအတွက်ကိုလေ့လာမယ်ဆိုပြီးတော့ idea ထုတ်လို့ရတဲ့စာအုပ်မျိုးကိုရှာပြီးတော့ဝယ်ထားတဲ့ဟာပါ test ပေါ်လည်းမဟုတ်ပါဘူးဒီတိုင်းပဲကိုယ့်ရဲ့ idea ပါ sample ပေါ့နော် idea ထုတ်လို့ရမယ့်နည်းလမ်းတွေကို6 video note ဆိုစာအုပ်လေးပေါ့နော်ရှာပြီးတော့ဝယ်ထားတဲ့စာအုပ်ပါ okay ပါဆိုတော့လည်းဒီတစ်ဆက်ပြီးတော့ရပေါ့နော်ကြည့်အောင်ဟုတ်တယ်ဒါတော့မှဒါလုံးဝအနီးကပ်ကိုတခြားကြည့်ရမယ့်စာအုပ်တွေကိုပဲစာအုပ်စင်ထဲမှာထည့်ထားအောင်ဥပမာဘုံနဲ့စာအုပ်တွေရှိသေးတယ်လုံးဝမဖောက်သေးတဲ့တွေလည်းရှိဒါတော့ဒီနေ့လိုမျိုးစာအုပ်သေးတယ်ဟိုမှာစာအုပ်ကြီးရှိတယ်ဒီအောက်ဆုံးကန်စာဒါကြတော့ဒါဘယ်လိုပြော
နိုင်ငံရေးပေါ့နော်ဒီမြန်မာမင်းချူဝါနဲ့ပတ်သက်တဲ့စာအုပ်လေးပါကဗျာရေးထားတဲ့ကဗျာစာအုပ်ပေါ့နော်ကဗျာစာအုပ်ကိုမှဒီစာအုပ်ကအမှန်တကယ်တော့တငယ်ချင်းတယောက်ကိုပို့ပေးရအောင်ပါပေါ့နော်သူ့ဆက်တယ်မလောက်ရသေးရပါတော့တကယ်တယောက်ပို့ပေးရမှာဒီစာအုပ်ကလက်ဆောင်ရထားရဲဆိုတာဒီစာအုပ်ကိုဘာသာပြန်ကိုပြန်ပြီးတော့စီလျောင်းစစ်ပေးတာဂျာကိအတိအမဆိုတော့သူကနေပြီးတော့လက်ဆောင်ပေးထားတာပေါ့နော်ပြီးရင်ဒါလက်ဆောင်ရတဲ့စာအုပ်ပါကိုချမ်းနဲ့ပတ်သက်တဲ့ကိုချမ်းမာလေးဒီလိုမျိုးကြောက်တုံးနေရှိမှာအဲ့ကြောက်တုံးနေကတော့တမိုင်းကိုကြောက်တုံးနေသူကအရင်တော့အဲ့ကြောက်တုံးတွေကိုသူကတင်းဆိုင်ခူလိုမျိုးလုပ်ခဲ့တာရှိရဲအဲ့လိုမျိုးပေါ့နော်အဲ့လိုသူတို့ attainment အနေနဲ့လုပ်ခဲ့တာမျိုးရှိတယ်ဒီကြောက်တုံးအဲ့တော့အဲ့ဒီကိုချမ်းရွှေညီရဒီလိုကြောက်တုံးနေပြောမယ်ဆိုရင်အရင်ခေတ်ကအဲ့လိုအမွေနှစ်တွေအများကြီးဒီလိုကြောက်တုံးလိုမျိုးအမွေနှစ်တွေအများကြီးတွေ့နိုင်တဲ့နေရာပေါ့နော် Dorman လို့တော့ခေါ်တာပေါ့နော်ဒီကန်လေးတော့ရအောင်ဒီကန်လေးနည်းနည်းစိတ်ဝင်စားကြအောင်ကောင်းတယ်ပေါ့နော်စာအုပ်လေးရဲ့ site လေးကြည့်လိုက်နည်းနည်းလေးရပါဒါပေမဲ့ဒီဟာလေစိတ်မကောင်းစရာပဲပေါ့နော်ဒီဟာကိုထုတ်တဲ့ publishing ကရက်သွားဘာပြဿနာရှိလဲသူတို့ issue တစ်ခုဖြစ်သွားပြီးတော့အဲ့ဒီ publishing ကရက်တက်သွားပါပေါ့နော်သူတို့ရဲ့ idea လေးကိုကြိုက်တယ်ဘာလဲဆိုတော့သူကတလတအုပ်ပို့ပေးရဲကွာအဲ့တလအတွင်းမှာအဲ့ဒီစာအုပ်ရဲ့ဂျူချေပြောင်းအဲ့စာအုပ်ရဲ့ခေါင်းစဉ်ကိုပဲအာရုံစိုက်အောင်ပဲအဲ့လိုပုံစံမျိုးပေါ့ကိုတိုးတက်ချင်တဲ့သူတွေပေါ့နော်ကိုပြန်ရှာချင်တဲ့သူတွေတော့အဆင်ပြေတဲ့ပုံစံမျိုးပေါ့နော်ကမ်သွင်းလိုက်တဲ့ပုံစံမျိုးကွာပြောမယ်ဆိုအဲ့ဒီ idea လေးကိုကြိုက်တော့အဲ့တော့ဒီ6လတစ်ဖြတ်လုပ်ဖြစ်လိုက်သေးရပေါ့နော်ခေါင်းစဉ်တစ်ခုချင်းစီကိုပြောပြပေးမယ်ပေါ့နော်တရားငါ당신은 무엇에 몰입하고 있나요? ဘယ်မှာစိတ်မြုပ်ထားလဲစိတ်နစ်ထားလဲဆိုတဲ့ခေါင်းစဉ်ပေါ့နော်သူ့ရဲ့စာအုပ်ကဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီဘက်တစ်ချမ်းမှာကျတော့ကေရိုအတွက်ကိုသူကစိတ်နစ်မြုပ်လို့ရနိုင်တဲ့ဆောင်းပါးမျိုးတွေရေးပေးထားတယ်ပြီးရင်ဒီစာအုပ်ကိုသူပြောင်းပြန်လာလိုက်ပြောင်းပြန်လာလိုက်လို့ရှိရင်じゃဒီဘက်မှာမူလီဖာနန်စာရန်ဒီတလားတော့ကိုကဒီမူလီဖာနန်စာရန်တခုခုအာရုံစိုက်ပြီးစိတ်မြုပ်ထားတဲ့သူတယောက်အနေနဲ့နေထိုင်မယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်တဲ့ဒဏ်ရာရေးရတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူကဒီမှာဒဏ်ရာရေးဖို့အတွက်ကို mission လေးလည်းပေးထားတယ်ပေါ့နော်ဥပမာဆိုရင်ဒီလမှာဘာကိုစိတ်ညစ်ပြီးလုပ်မှာလဲအဲ့တော့ကေကစာရန်အတွက်ကိုနည်းနည်းလေးအာရုံစိုက်ချင်လို့ဆိုရင်ဒီလိုမျိုး challenge တွေနဲ့ဆက်လုပ်ကြည့်ရပေါ့နော်အာရုံစိုက်ဖို့အတွက်ကိုသူကအဲ့လိုquiz လေးလိုမျိုးအဲ့လို mission လေးလည်းပေးတယ်ပေါ့နော်နည်းနည်း mission လိုလုပ်ရမယ့်ဟာမျိုးလေးတွေကိုဒီဘက်စာမျက်နှာမှာရေးပေးထားပြီးတော့ဒီဘက်မှာကျတော့အဲ့ဒါနဲ့သက်ဆိုင်တဲ့ကိုဆောင်းပါးလေးရေးပေးထားတဲ့ပုံစံမျိုးပေါ့နော်သူ့စာရေး idea ရေးကြိုက်တယ်သူကလာစဉ်လာတိုင်း new person ပေါ့နော်သူက we will be a new person every month ပေါ့နော်လာစဉ်လာတိုင်းကကိုကတခုခုကိုလုပ်နေတဲ့သူတယောက်နေနေခံလို့ရအောင်ဆိုပြီးလုပ်ပေးထားတဲ့စာပေါ့နော်အဲ့ဒါဒီ website လေးတော့တစ်ချက်ရှာပြီးဒီ video အပေါ်မှာတော့ဒီ video ထဲမှာရေးပေးထားပါမယ်နော် caption တွေနဲ့ရေးပေးထားမယ်ပေါ့နော်ဝဲကိုဆိုတာပြန်စဉ်းစားတာပြန်တွေးတာဖြစ်တယ်ဝဲကိုဟာကိုအင်တာရောဝဲကိုအနေစာရမ်းဆိုပြီးတော့တလာတာအတွက် mission တွေပေးတယ်တော်ဒီမှာဘယ်လမှာတော့ဒီလကိုတော့ဝဲကိုအနေစာရမ်းစားဖို့ကိစ္စနေတာဆိုပြီးလကိုကြာဒီမှာဘယ်နှလပိုင်းလဲဆိုရေးဝတာ12လပိုင်းတော့ကြီးထားပါဘောနော်ဝဲကိုဆိုတာကြတော့ရှေ့လျှောက်ကိုဘယ်လိုနေထိုင်သွားဖို့အတွက်ဆိုလို့ရှိရင်အခုလက်ရှိဖြတ်တန်းလာပြီးတဲ့အချိန်ကာလတွေကိုပြန်ပြီးစဉ်းစားဖို့လိုတယ်ပြန်ပြီးသုံးသပ်ဖို့လိုတယ်ပေါ့နော်မှားခဲ့တဲ့အမှားတွေကိုပြန်မမှားရအောင်ပြီးတော့ကိုတိလိုက်တဲ့အရာတွေကိုလည်းအစ်စ်နားလဲသဘောပေါက်လိုက်တဲ့ဟာတွေကိုလည်းထပ်ပြီးတော့မသွားအောင်ပေါ့နော်မဆုံးရှုံးလိုက်ရအောင်ဆိုပြီးတော့ကိုယ့်ကိုပြန်ပြီးတော့သုံးသပ်တဲ့အချိန်ကာလလို့ပြောတာပေါ့နော်ဘယ်ကိုဟာနဲ့ဆိုင်တရားခွန်ကကြတော့당신은 배우고 싶은 외국어가 있어요. 그래서 리라자 외국어 공부하는 사람. B엔 띠아씨가 자 당신은 사랑하는 사람인가요? 소비요. 사랑하는 사람. 칠자대 동료. 디들라마 칠자대 동료는 칠자대 동료 니엘라 피치노 에일라 와 발렌타인 디시엘라 아장 초콜릿 봉이잖아. 에일라 페브루아리라. B엔 나트 띠아고가 자 계획하는 사람. 시즌이 바 예술대 둘라.တော့ဒါကြအစီအစဉ်ရေးဆွဲတဲ့သူတွေနဲ့နေထိုင်မယ်သုံးပါပဲเนาะဒါကြတော့당신 달리는 사람인가ပြေးတဲ့သူလားပေါ့เนาะ달리는 사람ပေါ့เนาะအဲ့လိုပုံစံမျိုးလေးနဲ့달리는 사람မှာတော့မကရဲ့ mission ကြီးထားမရှိဘူး6လထိကွက်တီယူလိုက်တယ်6လထိယူပြီးတော့နားလိုက်တာပေါ့เนาะအဲ့ဒီလုံးဝဆိုရင်ဒီစာရေးသားခြင်းနဲ့ပတ်သက်ပြီးတော့လေအဲ့လို mission တွေအရန်လုပ်တဲ့ကာလပေါ့เนาะဒီမှာကရဲ့ကိုယ်ပိုင်စာအုပ်လေးတုတ်တော့ထုတ်ထားတယ်ဒါကြတော့ကိုယ့်ဘာသာကိုသိသိဆဲထားမဲ့ပုံစံမျိုးနဲ့ထုတ်တဲ့စာအုပ်ပေါ့เนาะလို့ပြင်မာရောင်းမှုအတွက်ထုတ်တဲ့စာအုပ်မျိုးမဟုတ်အဲ့
တော့လည်း mission jersey ဆိုရဲအဲ့လို challenge မှာဝင်ပြီးတော့ထုတ်ထားတဲ့စာပေါ့နော်ပြီးတော့ဗီဒီယိုတစ်ခုရိုက်ပို့ပါတယ်မှာဒါအဲ့သူတို့ publication လုပ်ပြီးရစီကနေရေးပြီးထား케이진더 작가님, 네, 한국어라는 글쓰기 도구 하나를 더욱 다듬어 가신 작가님께 박수를 보냅니다. 네, 앞으로도 더 잘 해내실 거예요. 작가님의 에디터 담에 드림소 에디터 이미하에서 하기 배로 일하래 수에 가자. 타운에서도 떨어 자개비. 네, 타운에서도 선나라와인 리엔이 아니 선나라와인 셀리엔이 똥바제마 이하에 싸우리 번호 기 이하에서 코리아로 이하라 봐. သူကအေးဆန်းခွဲဆန်းဆိုရခေါင်းစဉ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့သူက3ဘတ်တာအတွင်းကိုကေကခောက်ဆောင်နေလားမသိဘူးကိုဒီနေ့တနေ့တာအတွင်းမှာသူပြီးတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးစာရေးပြီးပို့ရတယ်အဲ့ဒါမှသူက3ဘတ်မြောက်သွားတော့ဒါကိုစာအုပ်အနေနဲ့ထုတ်ပြရပါတော့အဲ့တော့အေးဆန်းခွဲဆန်းဆန်းဆန်းဆိုခေါင်းစဉ်သုံးရှိပထမဘက်ကအေးဆန်းအကြောင်းရေးရနောက်ဘက်ကကြောင့်ခွဲဆန်းအကြောင်းရေးရနောက်တစ်ဘက်ကကြောင့်ဆန်းဆန်းအကြောင်းရေးရပါတော့အေးဆန်းအကြောင်းရေးတော့ဆိုလို့ရှိရင်ကျတော့အရာဥမာဆိုရင်ဒီစမ်းစစ်ကြီးမှာဆိုရင်အင်းစာဖာရန်ဆယ်တို့အဲ့လိုမျိုးပေါ့ခေါင်းစဉ်လေးပြီးထားတယ်နာမူတို့ချမ်ရှိမုံချွန်းအဲ့လိုခေါင်းစဉ်လေးပြီးထားတာကိုကစာအနေနဲ့ဆိုရင်မျိုးမျိုးလေးရေးထားအောင်နော်အဲ့ဒါကိုစာအုပ်ထုတ်ပြီးထားတာပါစာအုပ်ထုတ်ပြလိုက်တယ်တော့အဓိကတော့ကြီးရဲ့ writing skill ကိုမြင့်ကျင်တာလည်းအဲ့လိုမျိုးလေးလုပ်ဖြစ်တာပေါ့အဲဒီလိုမျိုးchannel ဒီလိုမျိုးလေးချမ်းပြည့်နေပြီဆိုတော့လောက်ရန်လောက်ထားပါတော့အဲ့တော့ဆိုရင် idea တွေပါဆိုကြအဲ့လိုမျိုးချရရအကြိုက်တယ်ဒါကတော့ထိုက်ခွင့်မှုဖိနေထိုက်ထားပုံမှာဒါရလိုမျိုးပါပဲဒီနေ့တက်ပေါ်ရထားတာတော့ပါလိုမျိုးပြည့်ကျက်နေရပါတော့ပြည့်ကျက်နေပြီဆိုတော့လောက်ရန်လောက်ထားပြီးတော့နည်းနည်းအာရုံစူးစိုက်မှုရထားတဲ့ကာလတွေမှာလောက်ခဲ့တဲ့ဟာမျိုးတွေပေါ့နော်ပြည့်ကျက်နေဒါကကျတော့အဲ့တော့ကိုဗစ်ကာကွယ်ဆေးထိုးတော့ဟာတွေကတ်ထားခွာရကြထိုးထားအဲ့တော့2021တော့ဒါကြောင့်အရင်တော့ကလေအဲ့လိုပွဲတစ်ခုမှာတာဝန်ခံအနေနဲ့သွားတော့ဆက်လေးသိမ်းထားပါတော့ညီမအကြောင်းသားဖွဲ့စည်းကိုစားသွားရတဲ့ပွဲတော့ဒီတစ်ပိုင်းမှာတော့ဒီလောက်ထိပဲအရင်ရက်လိုက်မယ်ပေါ့နော်စာအုပ်တွေကအများကြီးလက်ရှိရဆိုတဲ့ခါကျတော့နောက်တစ်ပိုင်းကျလို့ရှင်းဆက်ပြီးတော့ပြပေးတော့ပါမယ်